ကြောက်လေးကတော့ဒါလေးကိုပေါ့နော် online ကနေပြီးတော့မှလိုချင်ပါတယ်ဝယ်ချင်ပါတယ်ဆိုပြီးတော့မိထားတဲ့အတွက်ကြောင့်ဒါလေးကိုclarity ရောပေါ့နော်ဒါလေးကိုတေချာပြန်ပြီးတော့အစစ်စစ်ပြနေတာပြီးသွားလို့ရှိရင်ဝယ်သူလက်ထဲကို certificate နဲ့တကွအနည်းမှာဖြစ်ပါတယ်ဝယ်ဖို့ပြောထားတဲ့ကြောက်လေးကတော့ဒါ sapphire လေးပေါ့နော်ဆိုတော့ sapphire ကိုသူတို့ clutch ကြီးရဲ့ sapphire လေးတစ်ပွင့်ဖြစ်ပါတယ်မြန်မာမိုးပုတ် sapphire ပေါ့နော်ဆိုတော့ဒါဝယ်သူလက်ထဲကိုမအပ်နင်းခင်မှာဒါကျွန်တော်ကိုယ်တိုင်တေချာစစ်ဆေးပြီးတော့မှcertificate နဲ့တကွအနည်းမှာဖြစ်ပါတယ်ဆိုတော့ကြောက်ဝယ်ရောင်းလုပ်တဲ့နေရာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကကိုတိုင်းကြိုက်တော့မှာပေါ့နော်ဒီကြောက်ကိုရောင်းပေးတာဖြစ်တယ် online ကနေဝယ်တဲ့သူတွေအတွက်ကောဒီမြေပြင်မှာဆိုင်မှာလာပြီးတော့ဝယ်တဲ့လူတွေအတွက်ကောပေါ့နော်တေချာစနစ်တကျနဲ့ဝန်ဆောင်မှုပေးပြီးတော့မှတေချာရောင်းပေးပါတယ်ဆိုတော့ဝယ်မရောင်းမလည်းမဖြစ်ရအောင်ပေါ့နော်ဆိုတော့ကျွန်မကိုယ်တိုင်တေချာစစ်ဆေးပြီးတော့မှရောင်းပေးပါတယ်နောက်ပြီးတော့ဒီ certificate တက်ဆိုင်ရာ lab ပေါ့နော် lab certificate လည်းထုတ်ပြီးတော့မှရောင်းပေးတာဖြစ်ပါတယ်ဆိုတော့ဒီ certificate ထဲမှာပြောထားတဲ့အတိုင်းလေးပေါ့နော်ဆိုတော့ကျမတို့ဒီကြောက်ကလေးကပြောထားတဲ့သူရဲ့ identification တွေအတိုင်းဟုတ်တယ်မဟုတ်ဘူးကျမတေချာစစ်ဆေးပေးတယ်ပြီးတဲ့ခါကျတော့မှဒီဟာလေးကိုရောင်းပေးမှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်